အာနာရှင်ဆန်တဲ့သူတယောက်ကိုမြောင်ကြည့်ပါလူတိုင်းကသူ့ကိုကြောက်ရွံ့ပြီးယိုသေးကြတယ်ဒါပေမဲ့တကယ်တမ်းကျတော့သူကအရန်ကြောက်တတ်တဲ့ကြောင်လေးတစ်ကောင်လိုပဲဆိုရင်ဒီနေ့ကျွန်တော်တို့ဆွေးနွေးကြမယ့်အကြောင်းအရာကလူတိုင်းမှာရှိနိုင်တဲ့ဆွဲဆောင်မှုအကြောင်းပါအိုလီဗီယာဖောက်စ်ကဘိန်းရေးသားထားတဲ့ခရစ်စမတ်စာအုပ်ထဲကအကြောင်းအရာတွေကိုမျှဝေပေးသွားမှာပါဒီဗီဒီယိုလေးမှာစာအုပ်ထဲကအကြောင်းအရာတွေကိုစိတ်ဝင်စားစရာကောင်းတဲ့အပိုင်း9ပိုင်းနဲ့ဆွေးနွေးသွားပါမယ်ဆွဲဆောင်မှုဆိုတာမွေးရပါအရေးချင်းမဟုတ်ဘူးလူအများစုကဆွဲဆောင်မှုဆိုတာမွေးရပါလို့ထင်ကြတယ်တကယ်တော့လေ့ကျင့်ယူလို့ရတဲ့အရေးချင်းတစ်ခုပါဆွဲဆောင်မှုဆိုတာဘာလဲလို့ကျွန်တော်တို့အရင်ဆုံးရှင်းပြပါမယ်ဆွဲဆောင်မှုမှာအဓိကအချက်၃ချက်ရှိပါတယ်အဲ့ဒါတွေကတော့တည်ရှိမှုစွမ်းအားနဲ့နှွေးထွေးမှုတို့ပဲဖြစ်ပါတယ်သိပ္ပံနည်းကျလေ့လာမှုတွေအရဆွဲဆောင်မှုဆိုတာအမူအကျင့်တွေကနေဖြစ်ပေါ်လာတာပါမာရီလင်မိုယိုးဆိုတဲ့သူတစ်ယောက်ဟာသူ့ရဲ့ဆွဲဆောင်မှုကိုလိုအပ်မှထုတ်သုံးခဲ့တာကိုကြည့်ရင်သိနိုင်ပါတယ်ဒါကြောင့်ကျွန်တော်တို့အနေနဲ့ဆွဲဆောင်မှုကိုတိုးမြင့်ခြင်းရင်အမူအကျင့်တွေကိုအာရုံစိုက်ပြီးလေ့ကျင့်ဖို့လိုအပ်ပါတယ်တနည်းအားဖြင့်ပြောရရင်ကိုယ့်ရဲ့သွေးကိုပြောင်းလဲဖို့မလိုအပ်ပါဘူးခန္ဓာကိုယ်ဘာသာစကားနဲ့ဆွဲဆောင်မှုကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ဘာသာစကားဟာအတွင်းစိတ်ကိုဖော်ပြနေပါတယ်ဒါကြောင့်ဆွဲဆောင်မှုရှိဖို့ဆိုရင်ခန္ဓာကိုယ်ဘာသာစကားကိုတေချာဂရုစိုက်ရပါမယ်ကျွန်တော်တို့ရဲ့အုံနောက်ဟာစကလုံးတွေထက်ခန္ဓာကိုယ်ရဲ့တုံ့ပြန်မှုတွေကိုပိုပြီးအာရုံစိုက်ပါတယ်တည်ရှိမှုဆိုတာအဲ့ဒီအချိန်မှာအာရုံစိုက်မှုအပြည့်အဝရှိခြင်းပါစွမ်းအားဆိုတာကိုယုံကြည်မှုရှိခြင်းပါနှွေးထွေးမှုဆိုတာကရုဏာနဲ့စေတနာကိုပြသခြင်းပါတည်ရှိမှုကိုတိုးမြင့်ဖို့ခြေချောင်းတွေကိုအာရုံစိုက်ပါကိုယုံကြည်မှုတိုးမြင့်ဖို့ခန္ဓာကိုယ်ကိုတက်မှတ်ထားပါနှွေးထွေးမှုကိုပြသဖို့မျက်လုံးတွေကိုညင်သာစွာအသုံးပြုပါနောက်ပြီးတစ်ဖက်လူနဲ့ယဉ်ကျေးမှုရဖို့သူ့ရဲ့ခန္ဓာကိုယ်အမူအရာကိုတူးပနိုင်ပါတယ်အတွင်းစိတ်အတားအဆီးတွေကိုကျော်လွှားခြင်းဆွဲဆောင်မှုရှိဖို့အဓိကအတားအဆီးကကိုယ့်ရဲ့အတွင်းစိတ်ပါစိုးရိမ်ပူပန်မှုကိုတန်တရားဝင်မှုနဲ့စိတ်ဖိစီးမှုတွေဟာဆွဲဆောင်မှုကိုထိခိုက်စေပါတယ်ဒီလိုအတားအဆီးတွေကိုကျော်လွှားဖို့အဆင့်၃ဆင့်ရှိပါတယ်ပထမအဆင့်ကဒီလိုခံစားချက်တွေကိုလူတိုင်းခံစားရတယ်ဆိုတာကိုသိပါဒုတိယအဆင့်ကကိုယ့်ရဲ့တွေးတွေကိုစိန်ခေါ်ပါတတိယအဆင့်ကအခြေအနေကိုအကောင်းမြင်ပါစိုးရိမ်ပူပန်မှုတွေကိုတက်တာစေဖို့တာဝန်လွှဲပြောင်းခြင်းနည်းလမ်းကိုအသုံးပြုနိုင်ပါတယ်ကိုဂရုဏာထားပြီးဝေဖန်မှုတွေကိုတံပြန်ပါဆွဲဆောင်မှုရှိသောစိတ်အခြေအနေကိုတိဆောက်ခြင်းစိတ်ကူးနဲ့အဖြစ်မှန်ကိုခွဲခြားလို့မရတဲ့အတွက်ဆွဲဆောင်မှုရှိတဲ့အတွင်းစိတ်ကိုတိဆောက်ခြင်းအပြင်ခန္ဓာကိုယ်ကဆွဲဆောင်မှုကိုပြသပါလိမ့်မယ်အတွင်းစိတ်အခြေအနေဟာဆွဲဆောင်မှုကိုတိုက်ရိုက်တက်ရောက်စေပါတယ်အပြုသဘောဆောင်တဲ့စိတ်အခြေအနေကိုတိဆောက်ခြင်းအပြင်ဆွဲဆောင်မှုကိုပိုမိုကောင်းမွန်စေနိုင်ပါတယ်ယုံကြည်မှုရှိတဲ့စိတ်အခြေအနေကိုရရှိဖို့ရုပ်ပုံတွေကိုအသုံးပြုပါကျေးဇူးတင်ခြင်းကိုလေ့ကျင့်ခြင်းအပြင်နှွေးထွေးမှုကိုတိုးမြင့်ပါနောက်ပြီးသူတစ်ပါးကိုစေတနာထားခြင်းကဆွဲဆောင်မှုကိုတိုးစေပါတယ်ကိုယ်ပိုင်ဆွဲဆောင်မှုလေ့ကျင့်ခန်းကိုဖန်တီးပြီးမေတ္တာပို့ခြင်းကိုအသုံးပြုပါအခြေအနေမျိုးမျိုးအတွက်ဆွဲဆောင်မှုပုံစံများကျွန်တော်တို့တွေဆွဲဆောင်မှုပုံစံတွေကိုများသိလေပိုပြီးကျွမ်းကျင်လေဖြစ်လာပါလိမ့်မယ်အခြေအနေတွေပေါ်မူတည်ပြီးမတူညီတဲ့ဆွဲဆောင်မှုပုံစံတွေလိုအပ်ပါတယ်အဓိကဆွဲဆောင်မှုပုံစံ၄မျိုးရှိပါတယ်အာယုံစိုက်မှုဆွဲဆောင်မှုရည်မှန်းချက်ဆွဲဆောင်မှုကျင်နာမှုဆွဲဆောင်မှုနဲ့အာနာဆွဲဆောင်မှုလိုဖြစ်ပါတယ် Focus Charisma ကတည်ရှိမှုနဲ့နားထောင်ခြင်းအပေါ်အခြေခံပါတယ် Visionary Charisma ကရည်မှန်းချက်နဲ့စိတ်အားထက်သန်မှုကိုအခြေခံပါတယ် Kindness Charisma ကနှွေးထွေးမှုနဲ့စိတ်ပိုင်းဆိုင်ရာဆက်သွယ်မှုကိုအခြေခံပါတယ် Authority Charisma ကယုံကြည်မှုနဲ့လေးစားမှုကိုအခြေခံပါတယ်ဘယ်ပုံစံကိုရွေးချယ်မလဲဆိုတာကကိုယ့်ရဲ့ကိုယ်သွေးရည်မှန်းချက်နဲ့အခြေအနေပေါ်မှာမူတည်ပါတယ်ပထမအကြိမ်တွေ့ဆုံမှုမှာဆွဲဆောင်မှုရှိအောင်လှုပ်ဆောင်ခြင်းပထမဆုံးတွေ့ဆုံမှုကအရန်အရေးကြီးပါတယ်လူတွေကခဏလေးတွေ့မှကျွန်တော်တို့ကိုအကဲဖြတ်ကြပါတယ်အဲ့ဒီအကဲဖြတ်မှုကနောက်ဆက်တွဲဆက်ဆံရေးကိုပါတက်ရောက်မှုရှိပါတယ်ဒါကြောင့်ပထမဆုံးအကြိမ်မှာဆွဲဆောင်မှုရှိဖို့လိုအပ်ပါတယ်ဝတ်စားဆင်ရင်မှုကအခြေအနေနဲ့လိုက်ရောညီထွေဖြစ်ရပါမယ်ခန္ဓာကိုယ်ဘာသာစကားကယုံကြည်မှုနဲ့နှွေးထွေးမှုကိုပြသရပါမယ်လက်ဆွဲနှုတ်ဆက်တဲ့အခါမှာလည်းကျွမ်းကျင်မှုရှိရပါမယ်စကားပြောတဲ့အခါမှာတစ်ဖက်လူကိုအရေးပါသူတစ်ယောက်လိုခံစားရအောင်လှုပ်ဆောင်ပါမိကုန်းတွေကိုပုံမွေလင်းလင်းမေးမြန်းပြီးစကားဆက်မြည်ကိုဆက်လက်ပြောဆိုနိုင်အောင်ကြိုးစားပါဆွဲဆောင်မှုရှိသောဟောပြောပွဲများ
ဟောပြောပွဲတစ်ခုမှာဆွဲဆောင်မှုရှိဖို့ဆိုရင်မတူညီတဲ့ဆွဲဆောင်မှုပုံစံတွေကိုပေါင်းစပ်အသုံးပြုရပါမယ်။ရှင်းလင်းပြီးစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုပြောပြပါ။ထောက်ကူပေးနိုင်တဲ့ပုံမြင်တွေနဲ့ဥပမာတွေကိုထည့်ပြောပါ။အတန်ကိုအသုံးပြုပြီးအာယုံစိုက်မှုကိုရယူပါ။ခန္ဓာကိုယ်ဘာသာစကားကိုအသုံးပြုပြီးအာယုံစိုက်မှုကိုထိန်းချုပ်ပါ။နှွေးထွေးမှုနဲ့တည်ရှိမှုကိုအသုံးပြုပြီးပရိသတ်နဲ့စိတ်ပိုင်းဆိုင်ရာချိတ်ဆက်ပါ။နေရာကိုရောက်တဲ့အခါပတ်ဝန်းကျင်ကိုရင်းနှီးအောင်လုပ်ပါ။စိတ်အခြေအနေကောင်းရရှိဖို့ရုပ်ပုံတွေကိုအသုံးပြုပါ။အကြိမ်ကြိမ်လေ့ကျင့်ပါ။ဟောပြောပွဲမစခင်ကိုယုံကြည်မှုရှိအောင်လုပ်ဆောင်ပါ။ခက်ခဲတဲ့အခြေအနေတွေကိုဆွဲဆောင်မှုနဲ့ကိုင်တွယ်ဖြေရှင်းခြင်းခက်ခဲတဲ့အခြေအနေတွေမှာဆွဲဆောင်မှုကိုအသုံးပြုနိုင်ပါတယ်။အခက်အခဲတွေကြုံတွေ့ရတဲ့အချိန်မှာခေါင်းဆောင်မှုပေးနိုင်ရင်ပိုပြီးဆွဲဆောင်မှုရှိလာနိုင်ပါတယ်။တည်ငြိမ်မှုကိုထိန်းသိမ်းပြီးယုံကြည်မှုကိုပြသပါ။ပြဿနာကိုကျော်လွှားနိုင်မဲ့ရည်မှန်းချက်ကိုရှင်းရှင်းလင်းလင်းပြောပြပါ။သူတစ်ပါးရဲ့စွမ်းရည်ကိုယုံကြည်ကြောင်းဖော်ပြပါ။ဆုံးဖြတ်ချက်ကိုပြတ်ပြတ်သားသားချပြီးစာနာစိတ်ကိုပြသပါ။သတင်းဆိုးကိုပြောပြတဲ့အခါနှွေးထွေးမှုနဲ့ကရုဏာကိုအသုံးပြုပါ။ဝေဖန်ပိုင်းခြားတဲ့အခါရိုးသားမှုနဲ့ကျင်နာမှုကိုမျှတအောင်ထားပါခက်ထန်တဲ့လူတွေကိုကင်တွယ်တဲ့အခါစာနာစိတ်ကိုအသုံးပြုပြီးဘုံအဖြေကိုရှာဖွေပါတောင်းပန်တဲ့အခါစိတ်ရင်းမှန်နဲ့တောင်းပန်ကြောင်းပြသပါဆွဲဆောင်မှုတိုးလာခြင်းရဲ့စိန်ခေါ်မှုများဆွဲဆောင်မှုကတန်ဖိုးရှိတဲ့ကိရိယာတစ်ခုပါတာဝန်တိတိနဲ့အသုံးပြုပါဆွဲဆောင်မှုတိုးလာတာနဲ့အမျှအခက်အခဲတွေနဲ့တာဝန်တွေလည်းများလာနိုင်ပါတယ်မနာလိုဖြစ်ခြင်းအထီးကျန်ဖြစ်ခြင်းနဲ့မမျှော်လင့်ထားတဲ့ဖိအားတွေလည်းရှိလာနိုင်ပါတယ်။အခြားသူတွေကိုချီးမွမ်းပြီးဂုဏ်ပြုပါ။ပွင့်လင်းမြင်သာမှုရှိအောင်ကြိုးစားပါ။ကိုယ့်ရဲ့လွှမ်းမိုးမှုကိုသတိထားပြီးကျင့်ဝတ်နဲ့အညီအသုံးပြုပါ။အကြံပေးမဲ့တငယ်ချင်းတွေကိုရှာဖွေပါ။ကိုပြန်သုံးသပ်ပြီးရိုးသားတဲ့တုံ့ပြန်မှုကိုရယူပါ။ကျွန်တော်တို့ပြောခဲ့တာတွေကိုအတူချုပ်ပြောရရင်ဆွဲဆောင်မှုဆိုတာမွေးရပါမဟုတ်ပဲလေ့ကျင့်ယူလို့ရတဲ့အရေးချင်းတစ်ခုပါ။ခန္ဓာကိုယ်ဘာသာစကားအတွင်းစိတ်နဲ့မတူညီတဲ့ဆွဲဆောင်မှုပုံစံတွေကိုအသုံးပြုပြီးဆွဲဆောင်မှုကိုတိုးမြင့်နိုင်ပါတယ်။ခက်ခဲတဲ့အခြေအနေတွေကိုဆွဲဆောင်မှုနဲ့ကင်တွယ်ဖြေရှင်းနိုင်ပြီးဆွဲဆောင်မှုတိုးလာခြင်းရဲ့စိန်ခေါ်မှုတွေကိုလည်းရင်ဆိုင်နိုင်ပါတယ်။ဒီဗီဒီယိုကနေရရှိတဲ့အသိပညာတွေကိုလက်တွေ့အသုံးချဖို့တိုက်တွန်းပါတယ်။ကျွန်တော်တို့အားလုံးဆွဲဆောင်မှုရှိတဲ့သူတွေဖြစ်နိုင်ပါတယ်